မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေနားဆင်သူတို့ခင်ဗျာတနေ့တာရဲ့နေအောင်ကြီးကွယ်ပြောင်းလို့နားရောင်အောင်မှာအဖာကြီးတိတ်ဆိတ်သွားတဲ့ဒီချိန်ဟာအပြင်လောကရဲ့ရုန်းကန်မှုတွေကိုကိတ္တရနာပြီးကိုယ့်ရဲ့စိတ်အိမ်လေးတွေကိုပြန်ဝင်ရမယ်ချိန်ဖြစ်ပါတယ်ဒီနေ့မှာအစင်မပြေမှုတွေကြုံခဲ့ရလို့စိတ်ညစ်နေပါသလားလူမျိုးမျိုးရဲ့စကားလုံးတွေကြားမှာပြင်ပန်းနေပါသလားခဏလေးတော့နေထားလိုက်ပါဦးဗျာအခုချိန်မှာနားဆင်သူတို့တည်ထားဖို့ကလောကမှာဘာတစ်ခုမှသာဝရမမြဲဘူးဆိုတဲ့ရှိတရားပါပဲဒီနေ့ကြုံခဲ့ရတဲ့ခက်ခဲဆိုတာအနက်ဖန်ကြရင်ချိန်ဖြစ်သွားမှာပါအနက်ဖန်မှာဘာတွေဖြစ်လာမလဲဆိုတာကြိုတွေးပြီးပူပန်နေတာဟာအိတ်ဆက်ရှင်ကိုနောက်ဆက်တဲ့ရန်သူပါပဲ။မှန်တော့ကျွန်တော်တို့မှာအခုဆိုတဲ့အချိန်လေးပဲရှိတာပါ။မြတ်စွာဘုရားရှင်ဟောကြားခဲ့သလိုပါပဲ။အတိတ်ကိုလည်းပြန်မတန်းတာနဲ့အနာဂတ်ကိုလည်းကြိုးမပူနဲ့တဲ့။အခုအိတ်ခါလေးအချိန်လေးမှာတော့အားလုံးကိုခွင့်လွှတ်လိုက်ပါ။ကိုယ်စိတ်ကိုလည်းပြန်ပြီးကျေးဇူးတင်ပေးပါ။ဒီနေ့အတွက်ငါအကောင်းဆုံးစူးစမ်းခဲ့ပြီဆိုတဲ့စိတ်နဲ့နားယူလိုက်ပါအိတ်ခါလေးဒီစကားလေးကိုနှလုံးသွင်းကြည့်ပါအားကြောင့်ဘယ်သူမှစိတ်မဆေးရပါစေနဲ့ဘယ်သူကြောင့်မှလည်းအားစိတ်မပူလောင်ပါစေနဲ့ကိုယ့်ကိုစိတ်နှောင်လုပ်ခဲ့တဲ့သူတွေကိုလည်းခွန်လွန်လိုက်ပါကိုယ်တိုင်မှားခဲ့တာရှိရင်လည်းနောက်တော့အပူဖြစ်မသိထားပဲသင်ခန်းစာဖြစ်ပြောင်းလဲလိုက်ပါဗျာအပြင်လောကရဲ့စုံကြံတဲ့တွေတဲ့ကိုယ်နှလုံးသားရဲ့အေးချမ်းမှုကိုပို့ပြီးအောင်ဆိုင်ပါရှူသွင်းလိုက်တဲ့ဒီတစ်ချက်တိုင်းမှာရေရမှုကိုခံစားပြီးရှူထုတ်လိုက်တဲ့ဒီတစ်ချက်တိုင်းမှာအပူတွေကိုစွတ်ထုတ်လိုက်ပါအရာလုံးဟာသူ့သဘောသူစောင်းနေတာမို့ဘာကိုမှအတင်းကျပ်စုပ်ကံမထားပါနဲ့အရာရာကိုလွတ်ချနိုင်တဲ့ညဟာအေးချမ်းဆုံးညပါပဲဒီညမှာကောင်းမွန်စွာအိတ်ဆက်နားယူပြီးမနှက်ဖန်နိုးထလာတဲ့အခါမှာတော့ပုံမကြီးတဲ့ပုံမခိုင်ပါတဲ့စိတ်ဓာတ်တွေနဲ့အသစ်တစ်ပံပြန်လဲစတင်နိုင်ပါစေမနှက်ဖန်မှာအားလုံးပဲရုံးနိုင်ကြပါစေဗျာ